ဒါလေးကလည်းစူပါကဆန်လေးပါပဲခင်ဗျဒီကောင်လဲတွင်းကန်းနေကြီးပိတ်လို့မို့ပေါ့လေထွားကတော့အရန်ကြီးစူးစူးဝါတော့မဟုတ်ပါဘူးလေထွားတော့ကောင်းတယ်ဒါပေမဲ့တွင်းထဲမှာဖစ်တာလေးမှာရန်ကြီးပိတ်နေလေထွားလေးလည်းနေတယ်ဒီကောင်လည်းအေးပေါ့တာပေါ့အားကြောင့်မို့ဒီကောင်လေးလည်းပြန်လဲစီကြောတန်းနေမှာဖြစ်ပါတယ်ကွန်ပစာစီထက်စားပဲလောတဲ့စားပဲလေးလုံးမှာပေါ့ခေါင်းမူခွာချပြီးတော့ကပ်ပြည့်မှာကားလေးပါစီထက်ကွန်ပစာစီထက်ကပ်ပြည့်ပေါ့ရှေ့ကန်းကတော့ဖန်လဲပေးထားဘူးတဲ့ကားလေးရှေ့ကန်းဖန်မော်တာလဲထားပါဘလို့ကဖန်မော်တာရှေ့ကန်းလည်းလေထားတော့ကောင်းတယ်ရှေ့ကန်းအေးနည်းနည်းပေါ်တယ်နောက်ခန်းအေးကနောက်ခန်းပိုးကြီးလည်းကန်နေတဲ့ကြောင့်ကပ်ဖြည့်မယ်စီဖြည့်မယ်တွင်းကနောက်ခန်းအေးကောင်ဖြုတ်ဆေးမယ်ပေါ့စတင်ဖြုတ်နေပါနောက်ခန်းဖြုတ်ဆေးနည်းနည်းမလွယ်ပါဘူးဒီမှာဒီကောင်ဆိုလဲနာကချော်သွားလို့မလို့ဒီမှာချော်သွားလို့မလို့ကြောက်ဆက်နဲ့ဖြတ်ပြီးမှထုတ်ရတာပါဒီကောင်လေးဆိုဒီနှစ်လုံးဖြုတ်မရနဲ့ကျွန်တော်တို့ကဘော်ကန်းလဲခေါင်ခင်းလဲခွာလို့မရတော့ခေါင်မိုးလဲခွာလို့မရတော့ပေါ့ဖက်တာလေးမှာဆိုတော့တော်တော်လေးပိတ်နေပြီတော့နောက်ခန်းစပီကာကြီးလည်းမပါဘူးညတဲ့အောင်တော့ချာဒီလမ်းဖြုတ်ရင်ဒီကောင်တော့ကြွက်ကြိုက်တာဘာညာမရှိဘူးပေါ့ဖုံတွေကတော့ပေါ်သလားမမီးနဲ့ညဝတီဆွဲတဲ့ကားဆိုတော့ပြည့်တယ်ဒီကတော့ maintain လုပ်တာပေါ့ဒီကောင်ကမ္မဖောက်ပဲအဲကွန်စီရပေါ့ကမ္မဖောက်ပဲအဲကွန်စီတယ် maintain လုပ်တယ်လေထွားနေရတယ်ဖြစ်နေတယ်โอเคပါနောက်ဗီဒီယိုမှာပြန်တွေ့မယ်